God is good all the time. Hallelujah. အားလုံးပဲ Merry Christmas to you all. ဒီနေ့ဖျားကျေးဇူးတော်ကြောင့်ပေါ့နော်ကျမတို့ဒီဇင်ဘာလဒီနေ့2ရက်နေ့ကိုကျေးဇူးတော်ကြောင့်မိုးလင်းကားနဲ့မိုးချုပ်တည်တဲ့အောင်ခွဲကားပြီးတဲ့တနေ့တာအတွက်ဖျားကိုရှေးစွာချီးမွမ်းပါတယ်လို့ကျေးဇူးတင်စကားပြောချင်ပါတယ်လို့ချစ်စွာသောဓမ္မမိတ်ဆွေတွေလည်းကျေးဇူးတော်ကြောင့်နေကောင်းချမ်းပါပြီထာဝရဘုရားရဲ့နော်ပြင်ဆင်ထားတဲ့စိတ်နှလုံးအလိုပြည့်စုံတဲ့ကောင်းကြီးမင်္ဂလာဖျားယေရှုခရစ်တော်အဖြစ်ရမယ်လို့ကျွန်မစိတ်နှလုံးကြွေးမဲ့ယုံကြည်ပါတယ်ချစ်စွာသောဓမ္မမိတ်ဆွေတွေကျွန်မလည်းပေါ့နော်ဘုရားယေရှုတော်ကြောင့်ဒီနေ့လဲထိုကောင်းကြီးကိုနေ့ရက်စဉ်တိုင်းဘုရားယေရှုတော်တသက်ကြောင့်ရရှိလို့ရှိလို့ဆိုတော့ကျွန်မဘုရားကိုချီးမွမ်းခြင်းပါတယ်ယေရှုတင်စကားပြောခြင်းပါတယ်ချစ်စွာသောဓမ္မမိတ်ဆွေတွေကိုလည်းမင်္ဂလာပါလို့ရှိလို့ဆိုတာနှုတ်ခွန်းဆက်တာပါတယ်လို့ဘုရားရှင်ကောင်းမြတ်လွန်ပါတယ် sweet December ပေါ့နော်အေးမြတဲ့လရာသီမှာကြမနဲ့အေးချမ်းနဲ့ဘုရားရဲ့ယေရှုတော်ကြောင့်ပေါ့နော်ကြော်ဖြတ်ခွင့်ရတဲ့နာရီပေါင်းမိနစ်ပေါင်းစက္ကန့်ပေါင်းနဲ့ဒီနေ့နေ့ရက်တိုင်းအတွက်ဘုရားရဲ့ယေရှုတော်ကိုချီးမွမ်းပါတယ်လို့ကျွန်မဒီနေ့ယူဆောင်လာတဲ့ကြံညွှန်းလေးကိုအနေငယ်အားပေးချင်ပါတယ်ဒီနေ့ကျွန်မတို့ပေါ့နော်ယူဆောင်လာတဲ့ကြံညွှန်းလေးကတော့ဟေရှာနာဂတိကျမ်းခန်းကြီး51အငယ်7ကိုကျွန်မအနေငယ်ဖတ်ပြချင်ပါတယ်ဟေရှာနာဂတိကျမ်းခန်းကြီးကျွန်မတို့51အငယ်7ကိုကျွန်မအနေငယ်အားပေးကြပါတယ်။တင်းတို့ကိုနှစ်သိမ့်စေသောသူကခြားသူမဟုတ်ငါကိုယ်တိုင်ပေသည်။တရားသောသူကို၎င်းမျက်ပင်ကဲ့သို့ဖြစ်လက်တန့်သောလူသားကို၎င်းတင်းသည်ကြောက်ရမည်အကြောင်းအဘယ်သို့သောသဘောရှိသနည်း။ပေါ့နော်ဒီနေ့ကျွန်မရှင်ယောအခန်းကြီးကျွန်မတို့14အငယ်20ခွန်ငိမ့်သက်ချင်းကိုတင်းတို့၌ငါထားခဲ့၏ငါ၏ငိမ့်သက်ချင်းကိုတင်းတို့အားငါပေးလောကီသားတို့ပေးတဲ့ကဲ့သို့ငါပေးသည်မဟုတ်တင်းတို့စိတ်နှလုံးပူပန်ခြင်းစိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်ကျမတို့ဆက်လက်ပြီးတော့မာစာလက်တစ်ကိုအငယ်165မှာတရားတော်ကိုနှစ်သက်သောသူတို့၌ကြီးစွာသောညီဝချင်းရှိပါ၏သူတို့၌စိတ်ပြည့်စရာအကြောင်းမရှိပါဖတ်ရှုသွားတဲ့ဒီနေ့ဒီနှုတ်ပတ်တော်ကအသက်ရှင်တဲ့ဘုရားနှုတ်ထွက်စကားဖြစ်တဲ့အတွက်ကြောင့်ကြားနာတဲ့သားမယောက်စီတိုင်းပုံမှာဘုရားရှင်အသက်တပံကြွယ်ဝစွာတာယူကောင်းချီးပေးပါစေနော်ချစ်စွာသောဓမ္မမိတ်ဆွေများအားလုံးကိုပေါ့နော်ဒီနေ့ကျမဒီဟေရှာနာဂတိကျမ်းခန်းကြီး51အငယ်ပေါ့နော်ကျမတို့စနစ်မှာကျမတို့ဘာတွေ့ရလဲဆိုတော့တင်းတို့ကိုနှစ်သိမ့်စေသောသူကအခြားသူမဟုတ်ငါကိုယ်တိုင်ပဲဒီတဲ့ဟာလေလုယာတကယ်တမ်းကျမတို့ယေရှုတော်ကြောင့်ပေါ့နော်ကျမတို့ချီးမွမ်းရမယ်ဆိုလို့ရှိရင်ကျမတို့ကတကယ်တမ်းကျတော့အထီးကျန်နေတဲ့လူသားတယောက်မဟုတ်ဘူးเนาะကျမတို့ကအဖော်မဲ့နေတဲ့လူသားမဟုတ်ဘူးကျမတို့မှာယေရှုတော်ကြောင့်အဖြေမရတဲ့ဘဝလည်းမဟုတ်ဘူးဆိုတာကိုဖခင်ယေရှုတော်ကြောင့်ပေါ့နော်ကျမကယေရှုတော်ကြောင့်ပြောင်းလဲပြီးတယ်ပေါ့နော်ကျမလွန်ခဲ့တဲ့အသက်20ကျော်လောက်တည်းကကျမအဲ့ဒီရဲ့ပေါ့နော်အဖြေလွှာကိုဖခင်ယေရှုတော်ကြောင့်ရထားပြီးသွားပြီဖြစ်တယ်ပေါ့နော်ကျမတို့မှာအမြဲတမ်းပေါ့နော်အဖြေရှိတယ်ပေါ့နော်အဖြေမရှိတဲ့ဘဝနဲ့အသက်ရှင်တာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့တမန်ကျမ်းစာကကျမတို့ကိုသင်တို့ကိုနှစ်သိမ့်စေတဲ့သူဟာတဲ့အခြားသူမဟုတ်ဘူးတဲ့ငါကိုယ်တိုင်ပဲဒီတဲ့ဆိုတဲ့အခါမှာဖခင်သခင်ကသူကိုယ်တိုင်ကပဲကျမတို့ကိုနှစ်သိမ့်ခြင်းပေးတာဖြစ်တယ်သူကိုယ်တိုင်ကပဲကျမတို့ကိုကျေနပ်စေတာဖြစ်တယ်သူကိုယ်တိုင်ကပဲကျမတို့ကိုဝမ်းမြောက်စေတာဖြစ်တယ်ဒါကြောင့်ယနေ့ကျမတို့ဒီနေ့ Christmas လရာသီမှာပေါ့နော်ဒီနေ့ sweet December ဆိုတော့အေးမြတဲ့ feeling ပေါ့နော်အေးမြတဲ့ခံစားမှုတွေနဲ့တကွာပေါ့နော်ကျွန်တော်တို့အသက်တာမှာအေးချမ်းစေခြင်းနဲ့နော်ဒီနေ့ဝမ်းမြောက်စေခြင်းနဲ့ဒီနေ့ယေရှုခရစ်တော်ဒီနေ့ဒီလောကကိုကြွလာတာကသူ့ရဲ့ရည်ရွယ်ချက်ပေါ့နော်အဓိကသူ့ရဲ့တော့ချက်ကဘာလဲဆိုတဲ့အခါမှာကျွန်တော်တို့ကိုဒီနေ့ဝိညာဉ်ကိုဒီနေ့ငရဲကကဲယုံတယ်မကပဲနဲ့ကျွန်တော်တို့ခန္ဓာကိုလည်းဖခင်ကလွတ်မြောက်စေခြင်းနဲ့တော့ယနေ့ကျွန်တော်တို့ဗမာစကားမှာရှိတယ်လေစိတ်ထောင်းရင်ကိုကြည်တယ်တဲ့ဟုတ်တယ်နော်လူကစိတ်ဤဆင်းရဲခြင်းကိုဤဆင်းရဲခြင်းအစာဆင်းရဲခြင်းအနေဆင်းရဲခြင်းအဝတ်ဆင်းရဲခြင်းကြောင့်လူတွေကဘာဖြစ်သွားလဲဆိုတဲ့အခါမှာစိတ်ကထောင်းလာတယ်လေစိတ်ကထောင်းတဲ့အခါမှာဘာဖြစ်လဲကိုကကြည်သွားတယ်စိတ်ထောင်းရင်ကိုကြည်တယ်ဒါရည်လေးကျမတို့อ่ะเนาะတကယ်ကျမတို့ရဲ့စိတ်ဤဆင်းရဲခြင်းဆိုတဲ့ပေါ့เนาะဒီနေ့အရာကလူတိုင်းမဖြစ်မနေပေါ့เนาะရင်ဆိုင်ရတဲ့အရာဖြစ်တယ်ဒါပေမဲ့လေတဲ့ဘုရားသခင်ကတင်းတို့ကိုနှစ်သိမ့်စေတဲ့သူကအခြားသူမဟုတ်ဘူးတဲ့ငါကိုယ်တိုင်ပဲဖြစ်တယ်တဲ့ဒီနေ့တေရသောသူလူကို၎င်းနဲ့မျက်ပင်ကဲ့သို့ဖြစ်လက်တန့်သောလူသားကို၎င်းတင်းသည်ကြောက်ရမည်အကြောင်းဘယ်သို့သောသဘောရှိသနည်းတဲ့ဒီနေ့ကျမတို့ကတေရမဲ့လူတွေလေဟုတ်တယ်နော်ကျမနေတိုင်းလာပြောတယ်ကျမတို့ကတေရမဲ့သူတွေအကြာကြီးဒီလောကမှာ stay မဖြစ်တာနော်ဖះကိုမချစ်လဲတေရမယ်ချစ်လဲတေရမယ်မယုံလဲတေရမယ်ယုံလဲတေရမယ်မချမ်းသာလဲတေးရမယ်ချမ်းသာလဲတေးရမယ်စင်းရဲလဲတေးရမယ်နော်တထေးတကြွယ်ကြီးလဲတေးရမယ်ဟုတ်တယ်နော်ဒီနေ့ကျမ်းမာတယ်ဆိုတဲ့ပုံကိုလဲတေးရမယ်မကျမ်းမာတဲ့လူလဲတေးရမယ်ဟုတ်တယ်နော်ဒီနေ့ချစ်စွာတော့ကျမတို့ဓမ္မမိတ်ဆွေဒါပေမဲ့လေတဲ့ဒီနှုတ်ကပတ်တော်ကတေးရသောသူကို၎င်းမျက်ပင်ကဲ့သို့ဖြစ်လက်တတ်သောလူသားကို၎င်းတဲ့ဆိုတဲ့ခါမှာဒီနေ့ကျမတို့မျက်ပင်ကဲ့သို့သောလူသားဖြစ်တယ်နော်ကျမမနေ့ကပြောပြီးသွားပြီမျက်ပင်တွေကိုကျမတို့ရှေ့လိုက်ဘာလို့လဲရှင်းထုတ်ပလိုက်တာနော်မနေ့ကကျမဖတ်သွားတယ်
မတရားသောသူတို့ကိုမညှူစုနဲ့တဲ့သူတို့ကပါမျက်ပင်ကဲ့သို့ဖြစ်တယ်ဒီနေ့ကျမတို့ရဲ့ဒီအသက်ဝိညာဉ်ကလည်းမျက်ပင်ကဲ့သို့ပဲဖြစ်တယ်တဲ့နော်ဒီနေ့ကျမတို့ကမတရားသောသူတို့တော့မဟုတ်ပါဘူးနော်ဒီနေ့ကျမတို့ကအသက်ကကျမတို့ကမကြောက်ဘူးဆိုတာပြောချင်တာဖြစ်တယ်တနည်းတစ်ဖုံအားဖြင့်ကျမတို့ပြန်ကြည့်တဲ့အခါမှာတရားသောသူကို၎င်းမျက်ပင်ကဲ့သို့ဖြစ်လက်တန်သောလူသားကို၎င်းတင်သည်ကြောက်ရမည့်အကြောင်းအဘယ်သို့သောသဘောရှိသနည်းဘာဖြစ်လို့ကျမတို့ကဒီလောကကြီးမှာဘာလို့ဘု து တော့ကြောက်ရမှာလဲဘာကိုကြောက်ရမှာလဲကြောက်စရာဘာရှိလို့လဲဆိုတဲ့အခါမှာဒီနေ့ကျမတို့ကိုယောဟန်ခန်းကြီး14အငယ်20ခွန်อ่ะပေါ့နော်ကျမရဲ့ဒီကျမ်းညွှန်းတွေအားလုံးကကျမရဲ့တကယ် favorite ပဲပေါ့နော်အရန်နှစ်သက်တဲ့ကျမ်းညွှန်းတွေဖြစ်တယ်ကျမအရန်ကြိုက်တယ်စာလံတစ်ကိုငယ်165မှာတရားကိုနှစ်သက်တဲ့ခါမှာကြီးစွာသောညီကိုချင်းရှိပါ၏နော်ဒီနေ့ကျမတို့ယောဟန်ခန်းကြီး14အငယ်20ခွန်မှာတော့ညီသက်ချင်းကိုတင်တို့နိုင်ငါထားခဲ့၏ငါဤညီသက်ချင်းတွေတင်တို့အားငါပေး၏လောကီသားတို့ပေးတဲ့ကဲ့သို့ငါပေးတာမဟုတ်ပါဘူးလေဟာလေလုယာနော်ကျမတို့မြန်မာစကားပြောမှာကြတော့ဗာလဲနှုတ်ဤဆောင်မခြင်းလက်ဤဆောင်မခြင်းဆိုတော့နှုတ်ဤဆောင်မခြင်းဆိုတာနှစ်သိမ့်ပေးတဲ့စကားလုံးတွေပြောတယ်တွန်တင်ချင်းတွေပြောတယ်နော်ကျမတို့ဘယ်လိုပြောမလဲဖေးမခြင်းတွေနော်ကူညီတဲ့စကားလုံးလေးတွေကျမတို့ပြောပြီးတယ်အဲ့ဒါကနှုတ်ဤဆောင်မခြင်းပေါ့နော်ဒီနေ့တဲ့နော်ငါ့ရဲ့ငြိမ်သက်ခြင်းကသူတို့နိုင်ငါထားတယ်ငါပေးသောငြိမ်သက်ခြင်းကဒီနေ့လောကီသားတို့ပေးတဲ့ကဲ့သို့မဟုတ်ဘူးတဲ့ကျမတို့လောကီသားတွေကတော့စိတ်မပြတ်ပါနဲ့အားမငယ်ပါနဲ့တကယ်တမ်းစိတ်ပြက်စရာတွေအားငယ်စရာတွေတကယ်တမ်းနှစ်ဖူးတွေ့ဒူးတွေ့ကျမတို့ကြုံလာရင်တော့လူကတစ်ခါကြားလို့ရှင်လေတချို့ဆိုရှင်တကယ်ပဲပေါ့နော်တရားတော်ကိုနှလုံးသားထဲမှာမတူမီးထားတဲ့အခါမှာခြေပြက်လက်ပြက်တွေဖြစ်သွားတယ်ခြေကုံလက်ပန်းတွေကျသွားတယ်နော်ကျမတို့အားလုံးကခွေခောက်ကုန်တယ်တချို့တွေဆိုရင်ဘာဖြစ်လဲ depression အောင်ဝင်လာတယ်ပေါ့နော်တကယ်သူတို့ဒီပတ်ဝန်းကျင်ကကိုယ့်ရဲ့လုပ်ငန်းခွင်မှာတွေ့ရတဲ့ပေါ့နော်အတွေ့အကြုံများလဲကို pressure ပေးတယ်လို့ခံစားရတယ်လို့တခါကျရင်လေကိုယ်တိုင်ကလည်းကို pressure ပေးလို့ပြီးနေမှမသိကျမတို့ပြီးနေတဲ့ပေါ့နော် lifestyle နဲ့လည်းကျမတို့အများကြီးပတ်ဝန်းကျင်မှာတွေ့ရတယ်ဆိုတဲ့အခါမှာဒီနေ့ငြိမ်သက်ခြင်းမရှိလာတဲ့အခါမှာလူတွေကပါပြီလေစောက်တရားမရတော့မငြိမ်သက်နိုင်တဲ့အခါမှာဘာဖြစ်လဲလူတွေကရောက်ရက်တွေခက်ကုန်အောင်ယနေ့ငါရဲ့ငြိမ်သက်ခြင်းကတဲ့တင်တို့နိုင်ငံထားခဲ့တယ်တဲ့ငါရဲ့ငြိမ်သက်ခြင်းကတင်တို့ကငါပေးတယ်တဲ့ထားပေးတယ်ထားတယ်နော်ငါထားခဲ့တယ်နောက်ပြီးရင်ငါပေးတယ်တဲ့ဆိုတော့ဘုရားကပေးလဲပေးပြီးသွားပြီထားလဲထားပြီးသွားပြီဖခင်ကအရန်တာဝန်ကျေတဲ့ဖခင်ဖြစ်တယ်ကျမတို့ဘက်ကယုံကြည်ခြင်းနဲ့နားထောင်ဖို့အတွက်ပဲကျမတို့ကတာဝန်ကျေဖို့လိုတယ်ပေါ့နော်ဖခင်ရဲ့အခန်းကဏ္ဍကတော့ကျမတို့ကိုလှုပ်ပေးပြီးသွားပြီဆိုတဲ့ခါမှာဒီနေ့ကျမတို့ငြိမ်သက်ခြင်းကိုကျမတို့ထားခဲ့ပြီးသွားပြီပေးပြီးသွားပြီလောကီသားတွေပေးတဲ့ကဲ့သို့ငါပေးတာမဟုတ်ပါဘူးတဲ့လောကီသားတွေကတော့သူတို့မှတတ်တလောက်မှတ်တလောက်ပေါ့နော်နားလေတလောက်တော့သူတို့အားပေးရှာပါတယ်ပြောပြပါတယ်ဒါပေမဲ့ကျမတို့ပေါ့နော်ဒီနေ့မချမ်းမာတဲ့မိသားစုတစုစီမှာเนาะဒီနေ့ပေါ့နော်တကယ်လို့တည်ရရှင်ဆိုတဲ့အိမ်တအိမ်မှာပေါ့နော်တွားရောက်နှစ်သိမ့်ပြီးတော့မှတွားဆူတောင်းပေးတာတို့เนาะတွားပြီးတော့နှစ်သိမ့်တွားပြီးတော့ဆွေးနွေးပေးတာတို့ဒါပေမဲ့အဲ့လူဆွေးနွေးပြီးပြန်သွားရင်ကြံခဲ့တဲ့လူကဘာဖြစ်လဲမငြိမ်သက်တော့ပြန်အောင်ငါ့ရင်ငြိမ်သက်ခြင်းဟာတဲ့ဒီနေ့လောကီသားတွေပေးတဲ့ကဲတော့မဟုတ်ဘူးတဲ့အဲ့ဒါတကယ်မှန်တယ်နော်တကယ်အရန်အောင်ဖို့အရန်ကောင်းတယ်အဲ့ဒီကျွန်တော်တို့ရဲ့အသက်တာမှာနော်လောကီသားပေးတဲ့ကဲငါပေးတယ်တင်းတို့စိတ်နှလုံးပူပန်ခြင်းဆိုရင်တုံ့လို့ခြင်းမရှိစေနဲ့တဲ့နော်ဒီနေ့ကျမတို့ကိုစိတ်နှလုံးမပူပန်ခိုင်းဘူးမဆိုးရင်ခိုင်းဘူးဖျားသခင်อ่ะเนาะဒါနဲ့ယနေ့ဟေရှာယအခန်းကြီးကျမတို့41အငယ်30မှာမဆိုးရင်နဲ့ငါကတင့်ဘက်မှာရှိတယ်တဲ့ကျမတို့ဘက်မှာမဆိုးရင်နဲ့ငါကတင့်ဘက်မှာရှိတယ်မကြောက်နဲ့တဲ့တင့်ရဲ့ဖျားသခင်ဟာတဲ့တင့်ကိုလက်နဲ့မဆာချီပင့်ထားတယ်တဲ့တခါခါကျရင်ကျမတို့အခါကျရင်ဟာငါတို့လုံနေတာကငါတို့ရဲ့ဒီနေ့ကိုလုံးမကိုစားရတာတို့နော်ငါတို့လုံးမငါတို့ရမယ်တို့ပေါ့နော်ကိုယ့်ရဲ့အတွေးခေါ်တွေကိုအရန်ဦးစားပေးမှားလာတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့ကျမတို့ depression တွေဝင်လာတယ်တကယ် trauma တွေရလာတယ်တကယ်ကိုပေါ့နော်ကျမတို့စိတ်ပိုင်းဆိုင်ရာမှာတိဆောက်စရာမရနိုင်တော့ဘူးဒါပေမဲ့ကျမတို့စာလံတစ်ကိုအငယ်165မှာတော့ဗာပြောထားလဲဆိုတော့တရားတို့ကိုနှစ်သက်တဲ့ခါမှာကြီးစွာသောငြိမ်ဝှက်ခြင်းရှိပါ၏သူတို့မှာစိတ်ပျက်စရာအကြောင်းလည်းမရှိဘူးတဲ့ဘလောက်ကောင်းတဲ့ကြမ်းညော့လဲအရန်ကောင်းတယ်နော်ချစ်စွာသောကျမဓမ္မမိတ်ဆွေတွေပေါ့နော်ကျမအမြဲတမ်းပြောတယ်ပေါ့နော်ကျမတို့တရားတော်ကိုနှစ်သက်တဲ့ခါမှာဒီနေ့ကျမတို့ပေါ့နော်စာလံကျမတို့တစ်မှာပါလေမတရားသောသူတွေတိုက်တွန်းခြင်းတို့မလိုက်လူဆိုးတို့လမ်းတွေမရက်မနေမထီမဲ့မြင်ပြုသောသူတို့အစည်းအဝေး၌မထိုင်ထာဝရဘုရားရဲ့တရားတော်ကိုမွေ့လျော်၍တရားတော်ကိုနေ့ညမပြတ်ဆင်ခြင်အောက်မေ့တော်သူသည်မင်္ဂလာရှိတယ်တဲ့ဟာလေလုယာချစ်စွာသောကျမတို့ဓမ္မမိတ်ဆွေ
နေ့ညမပြတ်စင်ချင်အောင်မိတော်သူသည်မင်္ဂလာရှိတယ်အကြောင်းမူကထိုးသူသည်မျက်နှာမှာစိုက်လေမိမိအချိန်တည်းမှာအသီးကိုတီး၍အရွက်မညှိုးနှွတ်တော့အပင်နဲ့တူတယ်ပြုတ်လေသမျှတော့နဲ့အောင်လိမ့်တည်းနော်ဒီနေ့ကျမတို့ပြုတ်လေသမျှမှာအောင်မြင်နေအဲ့ဒါကဘာကြောင့်လဲဆိုတရားတော်ကိုနေ့ညမပြတ်စင်ချင်အောင်မိတော်သူကမင်္ဂလာရှိတယ်နော်ဒီပြုတ်လေသမျှမှာအောင်မြင်တယ်ဆိုတာကဒီနေ့ဟာကဘာကျော်ကြီးဖြစ်သွားလို့ celebrity ပေါ့နော်တကယ်ကိုအောင်မြင်ကျော်ကြွားသွားတဲ့နိုင်ငံကျော်အဆိုတော်ကြီးကဘာကျော်အဆိုတော်ကြီးဖြစ်သွားတာအဲ့ဒါကိုပြောတာမဟုတ်ဘူးနော်ချစ်စွာသောဓမ္မမိတ်ဆွေကျမတို့အောင်မြင်တယ်ဆိုတာကဒီနေ့ကျမတို့ရှင်ယောဟန်ခရစ်အခန်းကြီးကျမတို့16ငွေ33မှာနော်တင်းတို့ကိုတဲ့နော်ဒီနေ့ငါအရင်ဆုံးငါစကားပေါ့နော် sorry တင်းတို့ငါအရင်ဆုံးငါပြောမယ်နော်တဲ့ညီသက်ချင်းရှိဖို့ရတဲ့ငါအရင်ပြောမယ်နော်တဲ့ဘာကြောင့်လဲဆိုတင်းတို့ကလောကမှာဆင်းရဲဒုက္ခခံရမယ်တဲ့နော်ညီသက်ချင်းရှိဖို့ငါအရင်ပြောမယ်နော်တဲ့ပြီးတဲ့ခါမှာနင်တို့မှာတဲ့နော်ဒီလောကမှာဆင်းရဲဒုက္ခခံရမယ်သို့တော်လည်းမစိုးရိမ်နဲ့ငါကလောကကိုအောင်ပြီတဲ့ဒီနေ့ချစ်စွာသောဓမ္မမိတ်ဆွေကျမတို့ကလောကကိုအောင်တဲ့ဖခင်ကိုရထားတာလေကျမတို့ကအောင်မြင်သူထက်အောင်မြင်တော်သူဖြစ်တယ်ဟာလေလုယာယေရှုနာမနဲ့ကျမတို့အောင်မြင်သူထက်အောင်မြင်တော်သူဖြစ်တယ်ကျမတို့ရဲ့ skill ကိုကျမတို့ကမသိရင်တော့အားငယ်မယ်ကို skill ကိုမသိတဲ့အခါမှာဝမ်းနည်းမယ်ကို skill ကိုမသိရင်တိမ်ငယ်တယ်နော်အခါကျရင်မခံစားနိုင်ဘူးပေါ့နော်ဟာသူတို့တွေကတော့ဟာဘာတွေရှိတယ်ညာတွေရှိတယ်ဟာသူကတော့ဘာတွေရတယ်ညာတွေရတယ် no ဒီလောကရဲ့မမြဲတဲ့ຢာတွေရှိနေတာတင့်အတွက်ပေါ့နော်မရှိတာကတင့်အတွက်ဝမ်းသာစရာပဲเนาะရှိနေရင်တော့တင်ကတောကတွေဖြစ်နေဦးမယ်နောက်ရက်နေ့ဒေသနာဆရာကဘာပြောလဲတဲ့လေတွေတဲ့အများကြီးပိုင်နေတဲ့ဒါပေမဲ့ तू ကမျက်စိနဲ့ကြည့်ပြီးပြန်လာခဲ့ရတာပဲဥပမာကျမကလေတွေအများကြီးဝယ်ထားတယ်ပေါ့နော်လေပေါင်းကျမဧကထောင်နဲ့ချီရှိတယ်ကျမကြည့်ပြီးပြန်လာရတာလေအိမ်နေလဲကျမမှာအိမ်နေလဲအလုံးပေါင်းအများကြီးကျမမှာပိုင်နေပဲထားအောင်ကျမအိမ်မှာကကြောတခင်းစာပဲအိမ်မှာလေကျမထားလိုက်ပါတော့ကျမတို့အိတ်ခမ်းတစ်ခမ်းမှာဆိုရင်ကျမတို့2ယောက်အိတ်ရှိမယ်1ယောက်အိတ်ရှိမယ်1ယောက်တည်းအိတ်မယ်ဆို1ယောက်အိတ်ကလေးမှာကျမတို့1ယောက်တည်းပဲနေရမှာနော်2ယောက်အိတ်တယ်ဆို2ယောက်အိတ်ကလေးမှာဒါလေးပဲကျမတို့ကအကျော်ချစရာနေရာတနေရာပဲကျမတို့အိတ်ရတာဟာငါမှအိမ်နေအများကြီးရှိရဆိုအိမ်နေအများကြီးကိုကျမတို့ခြေဆန့်လက်ဆန့်ပြီးတော့မှပေါ့နော်အဲ့လိုလေရမှမရတာနော်အိမ်တွေကဘလောက်ပဲနန်းတော်ကြီးလိုပဲရှိနော်တဲကုတ်လေးလိုပဲရှိနော်တဲပဲဖြစ်ဖြစ်တိုက်ပဲဖြစ်ဖြစ်ကျမတို့ကကြောတခင်းစာပဲအိပ်ရတာနော်ချစ်စွာသောဓမ္မမိတ်ဆွေတွေဒါကြောင့်ယနေ့ကျမတို့ကဒါဒေသနာဆရာကြီးပြောသလိုပေါ့မျက်စိနဲ့ကြည့်ပြီးတော့မှကျမတို့ကအဲ့ဒါတွေကိုပြန်လဲထွက်ခွာခဲ့ရဘာမှကျမတို့အတွက်မတ်လောက်ဆရာတက်မှတ်ဆရာဒီလောကကြီးကဘာမှအရသာမရှိတော့ဘူး။နောက်ယနေ့ကျမဘာပြောချင်တာလဲဆိုတော့ကျမတို့ရဲ့အသက်တာမှာနော်ဖခင်ကဒီနေ့ကျမတို့ကိုညီသက်ချင်းပေးတယ်နော်။တင်းတို့ကိုနှစ်သိမ့်စီတဲ့သူကနော်အခြားသူမဟုတ်ဘူးငါကိုယ်တိုင်ပဲဖြစ်တယ်။ဒီလောကမှာဒီနေ့နှစ်သိမ့်လို့မရနိုင်တဲ့အကြောင်းအရာတွေအများကြီးရှိတယ်နော်။ဒီလောကရာကမျိုးစုံကြိုးခုံအောင်ကျမတို့ကိုလာပြတယ်နော်။သူ့ရဲ့ဆွဲဆောင်လောကအရာကလည်းအရန်ဆွဲဆောင်မှုအရန်များတယ်။နောက်ယနေ့တက်မှတ်မှုကလည်းတိတ်ကြောက်ဖို့ကောင်းတယ်နော်။ကျမတို့နေတတ်ရင်ခြေနဲ့ဆရာဆိုတာကဒီနေ့ကျမတို့နှုတ်ကပတ်တော်နဲ့ကျမတို့နေတတ်မယ်။နော်နှုတ်ကပတ်တော်နဲ့ကျမတို့အသက်ရှင်မယ်ဆိုရင်တော့တကယ်ကျမတို့အသက်တာမှာနော်ဒီနေ့ကျမတို့ကိုနှစ်သိမ့်စေတဲ့သူကဖရားဖြစ်တဲ့အခါမှာကျမတို့အတွက်နေရတာလည်းအရန်ပျော်ဖို့ကောင်းတယ်။တေးရမှာလည်းအရန်ပျော်ဖို့ကောင်းတယ်။နေစရာလည်းကောင်းတယ်လို့တေးစရာလည်းအရန်ကောင်းတဲ့အသက်တာဖြစ်တယ်။ဒါပေမဲ့ကျမတို့စီမှာကထိုနှစ်သိမ့်စီတဲ့ဖရားကျမတို့စီမှာမရထားဘူးဆိုရင်ကျမတို့ရဲ့အသက်တာကပလာနတ်ထိပဲเนาะဘာမှမရှိဘူးတုံညပဲဆိုတော့ကျမတို့ရဲ့ဘဝခရီးနှင်ခြင်းကအတိတ်ပဲမဲ့လွန်းပါတယ်เนาะအတိတ်ပဲမဲ့လွန်းပါတယ်ဒါပေမဲ့ဒီနေ့ကျမတို့မှာနှစ်သိမ့်စီတဲ့အရှင်ဆိုတဲ့ဖရားကကျမတို့စီမှာရထားပြီးပြီဆိုရင်ကျမတို့ရဲ့အသက်တာမှာတကယ်ကိုเนาะတကယ်ဘဝမှာနေရတာလေတကယ်ကိုထူခြားလို့နဲ့အော်စရာလည်းရန်ကောင်းတော့နေပေါ့နော်ဒါပေမဲ့ဒီနေ့ကျမတို့ကိုးကွယ်တဲ့ဘုရားကဘယ်လိုဘုရားမျိုးလဲတော့တကယ် amazing God ဖြစ်တယ်တကယ်ပေါ့နော် wonderful God ဖြစ်တယ်ဆိုတာကိုဒီနေ့ကျမတို့ပါပေါ့နော်ဒီဟေရှာခန်းကြီးကုငယ်6မှာပြောထားတယ်ဒီနေ့ကျမတို့အသက်တာမှာပေါ့နော်ဘုရားကဒီနေ့ကျမတို့ကိုအော်ဆရာကောင်းတော့အောင်ဒီနေ့ဒီလောကကိုသူကြွမြန်းလာတာကဒီဇင်ဘာလဆိုကျမတို့အေးဆုံးလဖြစ်တယ်เนาะဒီနေ့ကျမတို့ပညာရှင်တွေเนาะကျမတို့ကသူတို့သူတေသနာလောက်ထားအေးဆုံးချိန်မှာဖွားမြင်ခဲ့တယ်အေးဆုံးလမှာမွေးဖွားခဲ့တဲ့ကျမတို့ရဲ့ကယ်တင်ရှင်ယေရှုအကြောင်းကိုလူမျိုးတကာเนาะဒီနေ့သိစေဖို့ရန်အတွက်ဒီနေ့တမန်ကျမ်းစာဆိုရယ် Holy Bible မှာပေါ့เนาะကျမတို့ကိုပြောထားတယ်ဒီအရာကိုကျမကအသက်20မှာပေါ့เนาะကျမ94ခုနှစ်အသက်20မှာပေါ့เนาะကျမနွေရသည်လူငယ်ကက်မှာပေါ့เนาะကျမပြောင်းလဲပြီးတဲ့နောက်ပိုင်းမှာကျမနှစ်ချင်းခံတာတော့ကျမ93 August လမှာနှစ်ချင်းခံတယ်တကယ်တဲ့ bond လာတော့တကယ်ကယ်တင်ချင်းရတာတော့ကျမ94ခုနှစ်နွေရသည်မှာကျမကဟိုเนาะလူငယ်ကက်မှာပေါ့เนาะလူငယ်တင်တန်းလေးမှာပေါ့เนาะကျမတို့ဒီ summer မှာပေါ့ကျမအသင်းတော်ကလုပ်တဲ့
လူငယ်တင်တန်းမှာကျွန်မပြောင်းလဲသွားတယ်ပေါ့နော်အဲ့ကနေစပြီးတော့ကျွန်မဘုရားခင်ကတောင်းရင်ပေးတယ်ခေါ်ရင်ထူးတယ်အခုဒီနေ့ဒီကျမ်းပိုက်ထဲရလို့ပေါ့နော်ဒီနေ့နင်တို့ကငါညီသက်ချင်းပေးတယ်တဲ့လောကီသားတို့ပေးတဲ့ကဲတော့မဟုတ်ဘူးတဲ့နောက်ပြီးတဲ့အခါမှာတရားတော်ကိုနှစ်သက်တဲ့အခါမှာကြီးစွာသောညီကိုချင်းရှိတယ်တဲ့ဟုတ်တယ်ဒီနေ့ကျွန်မရဲ့ဒီနေ့ပေါ့နော်နေ့တိုင်းကျွန်မ daily ပေါ့နော်နေ့တိုင်းကျွန်မအသက်ရှင်နေတာကထိုဘုရားနဲ့ကျွန်မအသက်ရှင်နေတာဖြစ်တယ်ကျွန်မပတ်စံရှာနိုင်လို့ကျမမှာပတ်စံနေရှိလို့ကျမအဲ့ပတ်စံနဲ့ကျမကျေနပ်နေတာမဟုတ်ဘူးထိုဖရားနဲ့ကျမကျေနပ်နေတာဖြစ်တယ်ဟာလေလုယာထိုဖရား၌ကျမဝမ်းမြောက်နေတာဖြစ်တယ်ထိုဖရားကြောင့်ကျမပြုံးနိုင်တာဖြစ်တယ်ထိုဖရားကြောင့်ကျမပျော်နိုင်တာဖြစ်တယ်ဟာလေလုယာဒီနေ့မွေးနေ့ရှင်ယေရှုကြောင့်ဖြစ်တယ်နော်ဒီနေ့ကျမတို့တကဘာလုံး Merry Christmas to you all လို့ဘာကြောင့်ဒီနေ့ပြောရတာလဲဆိုတဲ့အခါမှာသူဟာဒီနေ့သိနေတဲ့ဖရားမဟုတ်ဘူးအသက်ရှင်တဲ့ဖရားဖြစ်တယ်ဆိုတာကိုဒီနေ့ဒီနှုတ်ပတ်တော်ကကျမတို့ကိုစကားပြောနေခြင်းဖြစ်တယ်။နောက်ယနေ့ကျမတို့ကိုဒီနေ့တရားတော်ကိုနှစ်သက်မယ်ဆိုရင်တကယ်ပဲကြီးစွာသောညင်ကိုချင်းရှိပါဤဆိုတဲ့အတိုင်းပဲသူတို့မှာစိတ်ပျက်စရာအကြောင်းလည်းမရှိဘူးတဲ့။ဟုတ်ပါတယ်နော်ဒီနေ့ကျမတို့လောကီသားတွေမှာယုံကြည်ခြင်းအားနေတဲ့သူတွေစီမှာဘာတွေတွေ့ရလဲဆိုတော့ဟာစိတ်ပြက်လိုက်တာအဲ့လိုပေါ့စိတ်ညစ်လိုက်တာအဲ့စကားသံတွေပဲကြားရတယ်။ဂျေဇုတော်ကြောင့်ကျမပြောင်းလဲပြီးတဲ့ပေါ့နော်ခရစ်တော်ကိုကျွန်မရခဲ့တာကကျွန်မပေါ့နော်ဒီ64ခုနှစ်ကျွန်မအသက်20လောက်ထဲကကျွန်မခရစ်တော်ကိုရပြီးတဲ့နောက်ပိုင်းမှာဖခင်သခင်ကညီးတွားတာမကြိုက်တဲ့ဖခင်ဖြစ်တဲ့ခါမှာဘယ်တော့မှကျွန်မမညီးတွားအောင်ဖခင်ကချီးမွမ်းတာကြိုက်တဲ့ဖခင်ဖြစ်တော့ကျွန်မနေ့တိုင်းချီးမွမ်းတယ်ဖခင်ကိုနေ့တိုင်းယေရှုတင်တယ်ကျွန်မမွေးထားတဲ့သားသမီးတွေကိုလည်းကျွန်မချီးမွမ်းခြင်းအကြောင်းကိုကျွန်မအမြဲတမ်းပြောတယ်ဆုတောင်းခြင်းအကြောင်းကိုကျွန်မအမြဲတမ်းပြောတယ်နော်ဒီနေ့ဖခင်အားကိုမဲ့အကြောင်းကိုကျွန်မများများပြောတယ်ဘာကြောင့်လဲဆိုဒီအရာကကျွန်မတို့အတွက်တန်ဖိုးအရှိဆုံးသောအရာဖြစ်တယ်လေကျွန်မသားသမီးတွေကိုကျွန်မကအမွေတွေပေါ့နော်ကျွန်မပိုင်ဆိုင်ထားတဲ့ဥစ္စာပစ္စည်းတွေကိုပေးရင်တော့သူတို့ကအားလုံးကိုတုံးပြီးဖြုံးပြီးွားရင်ဒါတွေကအားလုံးကကုန်သွားမယ်နော်လမ်းလွဲစီမှာဖြစ်တယ်ဒီနေ့ဖះကိုကြောက်ခြင်းဖះကိုချစ်ခြင်းဖះကိုအားကိုးခြင်းနေချီးမွမ်းခြင်းဆုတောင်းခြင်းနော်ဒီနေ့ဖះသခင်နဲ့တော့မပြတ်ဖះစကားနားထောင်ခြင်းနဲ့တွာလာမယ်ဆိုရင်အသက်တာမှာလေဂျေဇုတော်နဲ့အညီပေါ့နော်စိတ်ပြက်စရာအကြောင်းတွေကျမတို့မှာမရှိပါဘူးနော်ဒီနေ့ဒီလောကမှာလူတိုင်းကလေဒီလောကီရဲ့ဒီနေ့မေကုံပု္ပ္ပစာတွေကနော်မဖြစ်မနေလူတိုင်းဖြေရတယ်လေဖះကိုမယုံလဲဖြေရတယ်ဖះကိုယုံလဲဖြေရတယ်ဒီမေကုံတွေကနော်ဒီလောကရဲ့စာမေးပွဲတွေကလူတိုင်းဖြေရတယ်ဒါပေမဲ့ဒီနေ့ကျမတို့ဖြေရတဲ့အခါမှာဒီနေ့ကျမတို့ကဘာလို့ဖြေလဲယုံကြည်ခြင်းနဲ့ဖြေတယ်နော်ဆုတောင်းခြင်းနဲ့ဖြေတယ်ဘလောက်ကောင်းလဲတရားတော်ကိုနှစ်သက်ပြီးဖြေတယ်ဘလောက်ကောင်းလဲအရာကြီးမောင်းဖို့ကောင်းတယ်နော်ဂျေစုတင်စရာကောင်းပြီးကောင်းနေတယ်ကျမတို့ရဲ့အသက်တာမှာဒါပေမဲ့ချစ်စွာသောကျမဓမ္မမိတ်ဆွေတွေကျမတို့အားပေးခြင်းနဲ့တင်တို့ကိုနှစ်သိမ့်စေတဲ့သူကငါကိုယ်တိုင်ပဲဖြစ်တယ်တဲ့ဘုရားသခင်ကနော်ဒီနေ့ကျမတို့ဟေရှာနာဂတိကျမ်းခန်းကြီး51အငယ်7မှာကျမတို့ပြောတယ်။နောက်ယနေ့ကျမတို့ဒီဇင်ဘာလကိုကျမတို့ခရစ်စမတ်လရာသီမှာသူလောကကိုဒီကြွမြန်းလာတဲ့အဓိကရည်ရွယ်ချက်ကလည်းကျမတို့ကိုနှစ်သိမ့်ပေးဖို့အတွက်သူကြွမြန်းလာတာဖြစ်တယ်။ကျမတို့ကိုကယ်တင်ပေးဖို့အတွက်ကြွမြန်းလာတာဖြစ်တယ်။နော်ဒီနေ့ယေရှုရဲ့နာမယေရှုရဲ့အနက်တိတ်ပဲကပါလဲကျမတို့အပြစ်မှာကယ်ချွတ်တော်သူဖြစ်တယ်တဲ့နော်အေမာနွေလရဲ့အနက်ကပါလဲနော်ငါတို့နဲ့အတူရှိတဲ့ဖခင်ဖြစ်တယ်နော်အေမာနွေလရဲ့အနက်ကငါတို့နဲ့အတူရှိတဲ့ဖခင်ဖြစ်တယ်ယေရှုရဲ့အနက်ကပါလဲငါကျမတို့ရဲ့အပြစ်တွေမှာကဲချွတ်ဖို့ရတယ်သူကြွမြန်းလာတဲ့အတိတ်ပဲကိုပုံဆောင်တာဖြစ်တယ်သူရဲ့ဟိုပါပေါ့နော်သူရဲ့ဘာသာပြန်ထားတဲ့ဟိုပါပေါ့နော်အတိတ်ပဲကတော့ကျမတို့ရဲ့အပြစ်မှာကဲချွတ်ဖို့ရတယ်သူကြွမြန်းလာတာဖြစ်တယ်ယေရှုဟာဒီနေ့လောကီသားအားလုံးအတွက်ကြွလာတာဖြစ်တယ်နော်ချစ်စွာသောဓမ္မမိတ်ဆွေတို့လည်းကြွမြန်းလာတာဖြစ်တယ်ကျမတယောက်တည်းမဟုတ်ဘူးကျမတို့ရဲ့ကချင်တွေအတွက်ပဲမဟုတ်ကျမတို့ရဲ့ကရင်တွေအတွက်ပဲမဟုတ်ကျမတို့ချင်းတွေအတွက်ပဲမဟုတ်ဘူးနော်လူမျိုးတကာလူမျိုးအပေါင်းအတွက်သူကြွမြန်းလာတယ်ဆိုတာကိုဒီနေ့ယောဟန်ခန်းကြီး3အငယ်16မှာပြောတယ်လောကီသားအားလုံးကိုငါချစ်တယ်ဆိုတဲ့ဘုရားကကျမတို့ကိုတကယ်တစ်ဖက်သက်မေတ္တာနဲ့ချစ်နေတဲ့ဘုရားကနေ့တိုင်းကောင်းမြတ်လွန်ပါတယ်ဒီနေ့လောကရာကိုကြည့်မယ်ဆိုရင်တော့ဂျေနက်ဆရာလည်းမကောင်းဘူးစိတ်မကောင်းစရာတွေပဲကျမတို့ကြုံရမယ်ဒါပေမဲ့ကျမတို့လောကကိုမကြည့်ပါနဲ့ဘုရားကိုပဲကျမတို့ကြည့်ရအောင်အမြဲတမ်းဂျေဇုတော်နဲ့အညီငြိမ်သက်တယ်ဂျေဇုတော်နဲ့အညီဝမ်းမြောက်တယ်ပျော်ဖို့လည်းကောင်းတယ်ဝမ်းမြောက်စရာလည်းအရင်ကောင်းတယ်နေ့တိုင်းဘုရားကပို့ဆောင်တယ်ဆိုတော့ကျမတို့တွေ့ရတယ်နောက်ယနေ့ကျမတို့ရဲ့အသက်တာမှာပေါ့နော်ဒီနေ့ကျမတို့မိတ်ဆွေတွေကျမနေ့တိုင်းပြောသလိုပေါ့ချစ်စွာသောဓမ္မမိတ်ဆွေတွေလည်းပေါ့နော်ပတ်စံကိုင်းပြီးဈေးဝယ်ရတာလေဈေးဆိုင်မှာဆိုရင်ကျမတို့ကအလကားသွားတောင်းလို့မှမရတာတကယ်တမ်းကျမတို့ကဟိုဘယ်လိုပြောမလဲလူတွေကလေဒီနေ့ကျမတို့ပြန်ကြည့်တဲ့အခါမှာပေါ့နော်ကျမဒီစားတောက်ကုန်လုပ်ငန်းလေးနဲ့ကျမပြန်ကြည့်တဲ့အခါမှာဟာကုန်ဈေးနှုန်းတွေကျမကြည့်တာစားတောက်ကုန်လုပ်ငန်းလေးဈေးကြီးတာပဲထဲလိပ်တွေလည်းဈေးကြီးတာပဲအားလုံးဘယ်ပစ္စည်းမီးလုံးသွားမေးမလားမီးလုံးလည်းဈေးကြီးတယ်နော်အားလုံးဘာပစ္စည်းမေးကလေးတွေရဲ့ဒီနေ့စာအုပ်စာရွက်တွေနော်ဒီနေ့ခဲတံတွေဘောပန်တွေအကုန်လုံးမေးအကုန်ဈေးကြီးတယ်ဒါပေမဲ့ဒီနေ့
ဘလောက်ပဲဈေးကြီးပါလေးစီပေါ့နော်ဒီနေ့ကျမတို့အတွက်ဘာမှဒီနေ့ကျမတို့စိတ်ပြက်စရာမရှိပါဘူးကျမတို့ထောက်ပံ့ပေးမဲ့ဖရားရှိတယ်เนาะကျမတို့ကိုနှစ်သိမ့်ပေးမဲ့ဖရားရှိတယ်နော်မစိုးရင်လည်းငါကတင့်ဘက်မှာရှိရဆိုတဲ့ဖရားကဒီနေ့ကျမတို့ကိုမစိုးရင်ခိုင်းဘူးမကြောက်နဲ့ဆိုတဲ့ဖရားကကျမတို့ကိုအမြဲတမ်းတော့အာပစ်ကဘာဖြစ်လို့ကျမတို့ကသိရမယ်ဒီနေ့ဒီလူသားကိုအဘယ်သို့ပမာဏပြုဆရာရှိမှလဲဘာမှကျမတို့ကြောက်ဆရာမလိုဘူးဒီနေ့ကျမတို့မှာဖရားကျေးဇူးတော်ရှိဖို့ပဲလိုတာနော်ကျေးဇူးတော်ခွတ်ဖလားကအမြဲတမ်းကျမတို့ရဲ့အနီးပါးမှာရှိဖို့ပဲလိုတာဟဂန်အနာဂတိကျမ်းခန်းကြီး2ငယ်8မှာပြောတယ်ရွှေနဲ့ငွေကိုငါပိုင်နေတဲ့ရွှေနဲ့ငွေကိုပိုင်တဲ့ဖရားကိုမိတ်ဆွေရပြီးသွားပြီကျမရပြီးသွားပြီဆိုရင်တော့ဘာလို့သေးလဲနော်ကျမတို့ရဲ့အသက်တာမှာဂျေဇုတော်ဟာကျမတို့စီမှာထပ်ဆင့်ပေါ့နော်စာလံ16ငယ်နှစ်မှာပြောတဲ့အတိုင်းပဲဂျေဇုတော်မှာတပါအခြားသောမင်္ဂလာကျွန်တော်နိုင်မရှိပါဆိုတဲ့အတိုင်းပဲကျမတို့မှာဂျေဇုတော်နဲ့စားနိုင်တယ်ဂျေဇုတော်နဲ့တောက်နိုင်တယ်ဂျေဇုတော်နဲ့ကျမတို့အိတ်နိုင်တယ်ဂျေဇုတော်နဲ့ကျမတို့သွားလာနိုင်တယ်ဘလို့ချီးမွမ်းစရာကောင်းလဲဒီနေ့ကျမတို့ပေါ့နော်တထေးလေးဒီပတ်စံပဲသုံးရတာစင်းရသားလေးဒီပတ်စံပဲသုံးရတာဒီနေ့ဖျားကိုယုံတဲ့သူလည်းဒီပတ်စံပဲသုံးရတာမယုံတဲ့သူလည်းဒီပတ်စံပဲသုံးရတာဘာစိတ်ပြက်စရာလို့လဲကျမတို့မှာဖျားရှိတယ်လေနော်ဘာမှအားငယ်စရာလည်းမလိုဘာမှတိတ်ငယ်စရာလည်းမလိုဘာမှမကြေမနက်စရာလည်းမလိုဘလောက်ထိချီးမွမ်းစရာကောင်းလဲကျမဖျားခင်ကိုအရန်ကျေးဇူးတင်တယ်နေတိုင်းကကျမတို့ဖျားကောင်းမြတ်တဲ့အကြောင်းလေးနေထွက်ရမှာနေဝင်သည့်တိုင်ဖခင်ရဲ့ကောင်းမြတ်ခြင်းတွေကိုကျမတို့ကမြင်ရတယ်တွေ့ရတယ်ခံစားရတယ်ချစ်စွာသောဓမ္မမိတ်ဆွေလည်းမြင်ရမယ်တွေ့ရမယ်ခံစားရမယ်လို့ကျမယုံကြည်တယ်။ဘာကြောင့်လဲဆိုတော့ထာဝရဘုရားကိုကိုးစားတော်သူထာဝရဘုရားကိုဒီနေ့ထာဝရဘုရားကိုးစားစရာအကြောင်းဖြစ်စေတော်သူဒီကောင်းချီးမင်္ဂလာခံအပ်တော်သူဖြစ်တယ်လို့ယေရမိ7 အငယ်ကျမတို့နော်6နဲ့ခွန်မှာကျမတို့ပြောထားတယ်နော်ခွန်8မှာပြောထားတယ် sorry 9-6မှာကြတော့ဖျားကိုမကိုးစားတဲ့အုပ်စုကိုပြောထားတာဖြစ်တယ်ခွန်8မှာကျတော့ဖျားကိုကိုးစားတဲ့အုပ်စုကိုပြောထားတာဖြစ်တယ်ဖျားကိုကိုးစားတဲ့သူအားတဲ့ကောင်းကြီးမင်္ဂလာကိုခံအပ်တော်သူဖြစ်တယ်တဲ့ချစ်စွာသောဓမ္မမိတ်ဆွေတွေနော်ဒီနေ့မြင်နိုင်ရတဲ့တထေးကိုမမျော်နဲ့မြင်နိုင်ရတဲ့နိုင်ငံတွေမြင်နိုင်ရတဲ့နေရာတွေမမျော်လေးနဲ့ကျမတို့ကိုနာဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုးကွယ်ဖို့ရန်အတွက်เนาะဒီနေ့ယောဟန်ခန်းကြီး4ငွေ24မှာပြောတဲ့အတိုင်းပဲကျမတို့ကနာဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုးကွယ်ရတဲ့ဘုရားခင်စီမှာပဲမျှော်ရအောင်နိုင်ငံတကာလည်းမမျှော်နဲ့ဘယ်တထေးစီမှာလည်းမမျှော်နဲ့ဘယ်ပုဂ္ဂိုလ်တွေစီမှာလည်းမမျှော်နဲ့ဘုရားခင်စီမှာပဲကျမတို့မျှော်ရအောင်ဘာကြောင့်လဲဆိုတော့တရားတော်ကိုနှစ်သက်ရင်ကြီးစွာသောညီငွေချင်းရှိမယ်ကျမတို့ကိုညီသက်ချင်းတွေပေးထားတယ်လောကီသားတို့ပေးတဲ့ကဲ့သို့ပေးတဲ့ညီသက်ချင်းမဟုတ်ဘူးလောကီသားတွေပေးတဲ့ညီသက်ချင်းဟာအခုပြောရင်အခုကပျောက်သွားတာဖျားပေးတဲ့ညီသက်ချင်းကအမြဲတမ်း stay ဖြစ်တယ်နော်မိဖို့ကြောင့်သွားလဲဝမ်းမြောက်နေတာအိမ်ရှိထွက်လဲဝမ်းမြောက်နေလမ်းမပေါ်တက်လဲဝမ်းမြောက်နေနော်ဒီနေ့ကျမတို့အိမ်ရထဲမှာလဲဝမ်းမြောက်နော်ဒီနေ့ကျမတို့ထမင်းစပွဲဝိုင်းမှာလဲဝမ်းမြောက်နေဘလောက်ကောင်းလဲဝမ်းမြောက်ခြင်းကကျမတို့ထပ်ဆင့်မယ်နော်ကျမတို့ရဲ့သက်တာမှာယေရှုကြောင့်သာဆိုတဲ့ဒီနေ့သခြင်းတွေရလို့ပဲပေါ့နော်ကျမတို့ယေရှုကြောင့်ကျမတို့တွေနော်တကယ်လွတ်မြောက်တယ်ဝမ်းမြောက်တယ်တကယ်ကျမတို့ထိုကဲ့သို့သောအရာတာကိုကျမပေါ့နော်ဒီနေ့လေဒီဇင်ဘာပေါ့နော်ဒီနေ့ကျမတို့2ရက်နေ့ထိကျမကလည်းဂျေဇုတော်နဲ့အညီလာရောက်ပြောပြခွင့်ရလို့ဖျားကိုအရန်ဂျေဇုတင်တယ်ဒီနေ့ကျမတို့ကဒီနေ့ဒီလောကမှာမတည်သေးတဲ့ကာလပတ်လုံးမှာဖျားရဲ့ကောင်းမြတ်တဲ့အကြောင်းလေးကိုကျမတို့လက်လှမ်းမိတဲ့၍ပေါ့နော်ဖခင်ရဲ့အမှုတော်မြတ်ထဲမှာဘလို့ဟောရမလဲဘလို့ပြောရမလဲဘလို့အသက်ရှင်ပြရမလဲဆိုတဲ့ဒီနေ့ယောမစနစ်အငယ်1နဲ့2မှာပြောတဲ့အတိုင်းပဲပေါ့နော်အသက်ရှင်ခြင်းလက္ခဏာအသက်ရှင်ခြင်းလက္ခဏာဘုရားခင်နှစ်သက်တော်မူပဲသောလက္ခဏာနဲ့ပြည့်စုံသောရစ်ကိုတင်တို့ဒီပူဇော်၍ဆိုတဲ့ဒီနေ့ဘုရားကိုကျမတို့ပူဇော်ရအောင်ကျမတို့ရဲ့အသက်ရှင်ခြင်းတွေပူဇော်ရအောင်နော်အသက်ရှင်ခြင်းတွေကျမတို့ပူဇော်ရအောင်ဘုရားခင်နှစ်သက်ဖွယ်သောအသက်တာတွေနဲ့အသက်ရှင်ဖို့ရန်အတွက်ကျမတို့ပူဇော်ဆက်ကရအောင်ဆိုရင်လည်းဒါလေးကိုကျမအနေငယ်ပေါ့နော်အားပေးနေဒီလောက်ပဲကျမဝိငါတက်တည်ခံလို့ပါတယ်အရောက်တိုင်းရဲ့တက်တာမှာလဲဒီနေ့ပေါ့နော်ကျမ်းစာဖတ်ခြင်းဆုတောင်းခြင်းကျေးဇူးတော်ချီးမွမ်းခြင်းတွေနဲ့နေ့ရက်စဉ်တိုင်းကြော်ဖြတ်မယ်လို့ကျမယုံကြည်ပါတယ်လို့ဒီနေ့ဒီမှာရှိတဲ့ပေါ့နော်ချစ်စွာသောဓမ္မမိတ်ဆွေအရောက်တိုင်းကိုကျမနှုတ်ဆက်ပါတယ် Merry Christmas to you all ဖျားရှင်အရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေနော် God bless you all